ကိုယ်ဆိုရင်လည်းပထုံမှာပေါ့နော်ဒါဟိုကျုပ်ရုံမှာလုံးနေနေဒါလက်မောင်းတစ်ဖက်ဆုံးရှုံးသွားတယ်ပေါ့အဲ့ချိန်မှာကျွန်တော်တို့ UG မဆက်တဲ့ခင်မှာကိုယ်တတိကရုပ်ကြီးဘလောက်ပြီးပြီးတော့ဒါကိုဘယ်လိုပြောလဲမသိ တော့ဒီတဲ့ဝက်ပြီးလို့ဆိုပြီးတော့ဒီလုပ်ပြီးလာတယ်လုပ်ပြီးဆိုလည်းလည်းရောက် ဒါဘတ်ငွေတသိန်းကိုပေးမဆိုပြီးတော့ဒါကိုယ်လုပ်ပေးနာမယ်ပတ်စံလည်းကိုယ်လည်းထမြောက်လာပေါ့နော်အဲ့တော့ဒါကျွန်တော် UG ကိုဒါကိုဆက်တွေ့လာတာ ဟုတ်ကဲ့ နော်ကျွန်တော် UG ဆက်တွေ့လာပြီးတော့အမှုရှင်ဆိုင်ရတဲ့အချိန်မှာရောဒါကိုယ့်ရဲ့ဒီချက်တော့ပြောပြပါ တက်တဲ့ရမရှိပါဘူးလေနော်ဆိုတော့ဒါရဥပဒေတာ တိုင်းရတာဆင်ပြေရနော်အခုဆိုရင်ဒါကိုဟိုမှာမနေနဲ့ဒါကျွန်တော် UG မှာလာရောက်ပြီးတော့ခိုးလုံပြီးတော့ဒါဥယျာဉ်ဆိုင်ရတာပေါ့ဟုတ်နော်ဥယျာဉ်ဆိုင်ပြီးတော့ဒါအခုဆိုရင်ထိုင်းဘတ်ငွေ9သိန်းကျော်ဒါကိုရရှိသွားပြီပေါ့နော်အဲ့တော့မှဟောဒါကိုယ့်ရဲ့ PT ကစားလေးတစ်ချက်တော့ပြောပြ သူ့လိုကူပြီးရတယ်သူ့လိုပါဒီကလည်းခဏသူ့တော့ပဲရတယ်မရဘူးမလားဘူးဒီပါဘူး ဒါဆိုရင်ကိုညီမလေးငယ်ပြန်လာဒီထိုင်းမှာဆက်ပြီးထိုင်အောင်ပါ ဒီမှာလည်း မနေ့ပြန်အောင်ပါနော်ဒါကျွန်တော်အနေနဲ့လည်းဒါကိုလိုလိုကိုလေးကဆုံးရှုံးတဲ့သူတွေဖြစ်ပြီးပေါ့နော်ကျွန်တော်ဖက်ခဲ့ဖြစ်တဲ့သူတွေလည်းကျွန်တော်ဆက်သွယ်လို့ရတယ်ဒါပေမဲ့ကျွန်တော်ဆက်သွယ်တဲ့အပိုင်းမှာပေါ့နော်ကိုလေးကဆုံးရှုံးတဲ့သူတွေနောက်ပြီးရင်ကျွန်တော်တို့တကယ်အမှုရှင်ဆိုင်ရမယ့်သူတွေဆိုရင်ကျွန်တော်တို့ဒီမှာခေါ်လုံလို့ရပါတယ်အဲ့ဒါဒီနေ့တော့ပေါ့နော်ဒါပညာကျိုးဆောင်ရွက်နိုင်အောင်တော့ကျွန်တော်ဆက်လက်ပြီးကြိုးစားပါမယ်